အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာဟန်နာရဲ့တညတာတားလေးနဲ့ဘယ်လိုမျိုးဖြတ်တန်းသွားတယ်ဆိုတာကို record ထားတာဖြစ်ပါတယ်ဒီနေ့မှာတော့တားလေးက10ပတ်ပြည့်ပါပြီတားလေးက usually 10နာရီဒါမှမဟုတ်10နာရီခွဲလောက်ဆိုအေးရဝင်ပါတယ်ဟန်နာကကလေးကိုတင်နေတဲ့ချိန်မှာသူဖေဖေကတညတာသုံးဖို့အတွက်မျိုးဘူးတွေကိုအစင်သစ်စေပေးထားပါတယ် Say hi. တားလေးကတော့ပိုက်စားလို့နှုတ်တော့ဖို့အတွက်ပထမဆုံးအချိန်နှိုးလာပါပြီပထမနှုတ်ဘူးကိုတော့သူဖေဖေကမအိခင်မှာတိုက်ပေးပါတယ်အချိန်ကတော့ည9:59ပါတာဖာနီယောက်နှုတ်တိုက်နေတဲ့ချိန်မှာဟန်နာရဲ့အိပ်ရပေးမှာဘယ်လိုမျိုးညသုံးဖို့အတွက်ပစ္စည်းတွေကိုဘယ်လိုမျိုး set up ထားလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်ဒီမှာအမိုက်ပုံးရှိမယ်သူရဲ့အိပ်ရပေးမှာပဲ tissue အစိုးပြင်ဒိုက်ပါပြီးတဲ့ခါကျရင်နှုတ်တိုက်တဲ့ခါကျရင်ခံဖို့အတွက်အခန်းပြီးဟန်နာကပိုပိုလိုအင်ဂျီတဆောအမြဲတမ်းသူပေးနာမှာထားပါတယ်ဒီမှာကတော့သူရဲ့ milk station ပါသူရဲ့ milk station မှာတညတာသုံးပြီးသားနှုတ်ဘူးတွေကိုထားဖို့အတွက်ရဲ့နှုတ်ဘူးရဲ့ပြီးတဲ့ခါကျရင်သူရဲ့နှုတ်ဖြော်တဲ့ set ပေါ့နော်သူကခလုံးနှိပ်လိုက်တယ်ဆိုရင်ကိုလိုတလောက်ထွက်လာတဲ့နှုတ်ဘူး set လေးပါလက်ရှိအချိန်မှာသားလေးက3 ounce တောက်ပါတယ် Bop it up, bop it up. Ooh. ဒါလေးကနိုလက်တောက်ပြီးသွားပြီလေလဲထုတ်ပြီးသွားပြီဆိုတော့သူ့ကိုဒိုက်ပါချင်းပေးပြီးတော့မှအေးရထဲကိုပြန်ထည့်ပါမယ်ဟန်နာကလေဒီလိုအစင်သင်အလွယ်တကူလက်ကိုတည်တည်ချာချာပတ်လို့ရတဲ့အဝတ်တွေကိုသုံးပါတယ်ဒီလိုမျိုးပတ်ရင်ဒါလေးကညကောင်းကောင်းအိပ်ပျော်ပါတယ်ပြီးရင်တော့ဟန်နာကိုယ်တိုင်လည်းအေးရဝင်ဖို့ပြင်ဆင်ပါတယ်ဟန်နာကတော့ skin care ကို very simple ပဲလုပ်ပါတယ်မျက်နှာတက်တဲ့အဆူရလိမ့်တဲ့ဒီလောက်ပါပဲဟန်နာရေအစားဆုံးအချိန်ကတော့နှုတ်တိုက်တဲ့အချိန်နဲ့နှုတ်ညက်တဲ့အချိန်တွေပါပဲဟန်နာအေးရမဝင်ခင်မှာအမြဲတမ်းဖမ်းလက်ရှိပါတယ်အခါဖမ်းမြင်မိနစ်30မှ2 ounce လောက်ပဲရတာဆိုတော့ဒါလေးကိုညဆိုရင် formula ပဲတိုက်ပြီးမနေ့ကျရင်စုထားတဲ့နှုတ်ရည်တွေကိုတိုက်ပါတယ်ညဆိုရင်မိဖို့ချောင်းကရေခဲတတာကိုတကူတကခဏခဏမသွားချင်တော့ဟန်နာကအေးရဘေးမှာ skin care အရေးခံတတာတေးသေးလေးကိုနှုတ်ညစ်ခွက်ရဲညစ်ထားတဲ့နှုတ်ရည်တွေကိုတင်ဖို့အတွက်အသုံးပြုပါတယ်မနေ့12:46မှာဒါလေးနှုတ်ဆောင်လို့ဒုတိယအကြိမ်ပြန်နှိုးလာပါတယ်ဒါလေးကိုနှိုးတိုက်ပြီးဒိုက်ပါလေးပေးပြီးရင်တော့လေထုတ်ပေးပါတယ်ဒါလေးကလေကောင်းတဲ့တစ်ခုကညဆိုရင်နှိုးဝတ်ရွေကြီးမကြဘဲနဲ့လေကောင်းကောင်းပြန်အိပ်ပျော်သွားတယ်မနေ့2:40မှာတတိယအချိန်နှုတ်တော့ဖို့ပြန်နှိုးလာတယ်ဒီချိန်ကဟန်နာအတွက်ထားရခက်ဆုံးအချိန်မလို့ဟန်နာအရန်ပင်ပန်းနေပါပြီဒီလိုနဲ့ဟန်နာတို့သားအမိမိုးလင်းထီဘလို့ဖြတ်တန်းလဲဆိုတာသိချင်ရင်တော့အဆုံးထိကြည့်လိုက်ရအောင်နော်မနေ့9:30မှာစရုပ်ထအကျိန်နှိုးစာလို့ပြန်နှိုးလာပါတယ်ဒါလေးကပုံမှန်ဆိုရင်တညမှာ3ချိန်အများဆုံးနှိုးတာဒီညကတော့အရင်ညတွေနဲ့မတူတဲ့ညလေးပေါ့နော် newborn လေးဆိုတော့တညဘယ်လိုဖြစ်မဲ့ဆိုတော့ခံမလို့မရပါဘူးဒါလေးကမနေ့ဆိုရင်တော့9 နာရီခွဲမှာပုံမှန်နှိုးပါတယ်Good morning. Good morning.
သူကိုနှုတ်တိုက်ပြီးဒိုက်ပါလေးပေးပြီးတော့ဟန်နာတော့အဲ့ရပေါ်မှာခဏအိတ်ခိုင်းနေဆိုရင်သူကအရန်ကိုကြိုက်ပါတယ်ဒါလေးတနေ့ကုန်တောက်ဖို့အတွက်တညလုံးနှုတ်ညစ်တာဒီလောက်ပဲရပါတယ်နေ့လေတစ်ချောင်းမှလည်းပြန်ဖမ်းအောင်မှာဆိုတော့တနေ့တာအတွက်လုံလောက်မှာပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဟန်နာစီကနေအကြံကောင်းလေးတွေလည်းရမယ်လို့ယုံကြည်ပါတယ်ကောလေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye